နည်းဥပဒေ65နည်းဥပဒေခွဲကနှင့်အညီနိုင်ငံတော်နှင့်နိုင်ငံသားများ၏အကျိုးနှင့်ဆက်လျင်း၍ဒေါက်တာနန္ဒာလှမြင့်ကလောမဲဆန္ဒနယ်ကအာဆီယံထုတ်ပြန်ချက်9ရပ်သည်အာဆီယံအဖွဲ့အတွင်းမြန်မာနိုင်ငံ၏တန်းတူရည်တူရှိမှုကိုထိခိုက်စေပြီးနိုင်ငံတနိုင်ငံ၏ပြည်တွင်းရေးကိုစွတ်ဖက်ခြင်းမပြုရန်ဟူသောအာဆီယံ၏အခြေခံမူများနှင့်ကွဲလွဲနေသည့်အပြင်မြန်မာနိုင်ငံ၏လက်ရှိပဂရိနိုင်ငံရေးအခြေအနေနှင့်ကိုက်ညီမှုမရှိသည့်အတွက်လိုအပ်ကဲ့သို့သုံးသပ်ဆောင်ရွက်ပေးနိုင်ပါရန်ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်းနှင့်ဆက်လင်းတဲ့အဆိုတက်ကိုတင်သွင်းလိုကြောင်းပြည်ထောင်စုလွှတ်တော်သို့ပေးပို့ထားပါတယ်ဒေါက်တာနန္ဒာလှမြင့်အဆိုတင်သွင်းမှုဖြစ်ပါတယ်လေးစားအပ်ပါသောပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့်တကွပြည်သူ့လွှတ်တော်ဥက္ကဋ္ဌပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌအမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနဲ့တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေကြောင်းဥစွာပထမနှုတ်ခွန်းဆက်သကာရဝပြုအပ်ပါတယ်ကျွန်တော်ကတော့ရှမ်းပြည်နယ်တောင်ပိုင်းကလောမဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာနန္ဒာလှမြင့်ဖြစ်ပါတယ်ကျွန်တော်တင်သွင်းသွားမယ့်အဆိုကတော့အာဆီယံထုတ်ပြန်ချက်9ရက်အာဆီယံ5 point statement သည်အာဆီယံအဖွဲ့အတွင်းမြန်မာနိုင်ငံ၏တန်းတူရည်တူရှိမှုကိုထိခိုက်စေပြီးနိုင်ငံတနိုင်ငံ၏ပြည်တွင်းရေးကိုစွက်ဖက်ခြင်းမပြုရန်ဟူသောအာဆီယံ၏အခြေခံမူများနှင့်ကွဲလွဲနေသည့်အပြင်မြန်မာနိုင်ငံ၏လက်ရှိပဂတိနိုင်ငံရေးအခြေအနေနှင့်ကိုက်ညီမှုမရှိသည့်အတွက်လိုအပ်သလိုသုံးသပ်ဆောင်ရွက်ပေးနိုင်ပါရန်ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်းအဆိုဖြစ်ပါတယ်။လေးစားအပ်ပါသောပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံဟာ1998ခုနှစ်ဇူလိုင်လ23ရက်ကစပြီးအရှေ့တောင်အာရှနိုင်ငံများအသင်းအာဆီယံရဲ့အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ်ဝင်ရောက်ခဲ့ပါတယ်။2009ခုနှစ်ကစင်ကာပူနိုင်ငံမှာအာဆီယံအဖွဲ့ထူထောင်တဲ့နှစ်40ပြည့်အခမ်းအနားအာဆီယံအဖွဲ့ဝင်နိုင်ငံအကြီးအကဲများအစိုးရအဖွဲ့အကြီးအကဲများတွေ့ဆုံကသဘောတူလက်မှတ်ရေးထိုးခဲ့ကြတဲ့အာဆီယံပြည်ညင်စာတမ်းအာဆီယံချာတာကိုလည်းကျွန်တော်တို့နိုင်ငံကပါဝင်လက်မှတ်ရေးထိုးခဲ့ပြီးယနေ့ထက်တိုင်တာဝန်သိတဲ့အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ်ဒေသတွင်းငြိမ်းချမ်းရေးတည်ငြိမ်ရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးတို့အတွက်ဒီပြည်ညင်စာတမ်းမှာအခြေခံမူများတိုင်းတက်ကြွစွာအလေးထားလိုက်နာဆောင်ရွက်လျက်ရှိပါတယ်။အာဆီယံပြည်ညင်စာတမ်းရဲ့ရည်ရွယ်ချက်များကိုအကောင့်တွေဖော်ရမှာအာဆီယံနဲ့အဖွဲ့ဝင်နိုင်ငံများအနေဖြင့်အာဆီယံ၏ကြေညာစာတမ်းများသဘောတူစာချုပ်များကွန်ဗင်းရှင်းများသဘောတူညီချက်များနှင့်အခြားစာချုပ်စာတမ်းများပါအခြေခံမူများကိုလိုက်နာရမည်ဖြစ်ကြောင်းထပ်လောင်းအတည်ပြုသဘောတူညီထားတာကိုတွေ့ရပါတယ်။လေးစားအပ်ပါသောပြည်ထောင်စုလွှတ်တော်နာယကကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာ2020ပြည့်နှစ်ရွေးကောက်ပွဲမဲမတမာမှုများကြောင့်2021ခုနှစ်ဖေဖော်ဝါရီလမှာအရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များအရနိုင်ငံတော်တဝန်းလုံးကိုအရေးပေါ်အခြေအနေကြေညာခဲ့ရပြီးနိုင်ငံတော်ရဲ့အာဏာ၃ရပ်ကိုဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နှင့်အညီတပ်မတော်ကတာဝန်ယူထိန်းသိမ်းခဲ့ရပါတယ်။မြန်မာအရေးနဲ့ပတ်သက်ပြီးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကအမျိုးသားနိုင်ငံရေးကိုရှေ့ရှုကာနိုင်ငံတာဝန်ကိုဦးဆောင်စဉ်ကာလအတွင်းမှာ UN အစည်းအဝေးမှာကမ္ဘာနိုင်ငံအများစုဟာမြန်မာနိုင်ငံအပေါ်အရေးယူပိတ်ဆို့မှုများလှုပ်ဆောင်ခဲ့သလိုအာဆီယံအသင်းဝိုင်းကလည်းထုံနည်းတူစွာမြန်မာနိုင်ငံကိုဖိအားပေးမှုများဆောင်ရွက်ခဲ့ပါတယ်။အာဆီယံသည်ဒေသတွင်းနိုင်ငံများအချင်းချင်းနိုင်ငံရေးလုံခြုံရေးစီးပွားရေးလူမှုရေးနဲ့ယဉ်ကျေးမှုကဏ္ဍများမှာအစဉ်အလာကောင်းများချမှတ်ကာထိမ့်သိမ်းဖော်ဆောင်တဲ့ရှိတဲ့အတွက်တကမ္ဘာလုံးကလေးစားရတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ဒါပေမဲ့အာဆီယံအနေနဲ့ဒေသတွင်းမဟာဗျူဟာအပြိုင်မှုများပုံမူပြပလာချိန်မှာတော့ကွဲပြားမှုများရှိတော်လဲစီလုံးညီညွတ်မှုစိတ်တစ်ဖြင့်ဘုံတန်မိုးထားမှုပေါ်အလေးထားဆောင်ရွက်ခဲ့တဲ့အာဆီယံရဲ့အစဉ်အလာကောင်းတွေကိုမျက်ကွယ်ပြုပြီးမြန်မာနိုင်ငံပေါ်မှာဖိအားပေးမှုများပြုလုပ်လာတာတွေ့ရပါတယ်။
လေးစားအပ်ပါသောပြည်ထောင်စုလွှတ်တော်နိုင်ကကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာအာဆီယံက2021ခုနှစ်ဧပြီ24ရက်မှာအင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့မှာပြုလုပ်ခဲ့တဲ့အာဆီယံခေါင်းဆောင်များအစည်းအဝေးအာဆီယံ Leaders Meeting ပြီးမှာအာဆီယံတူညီဆန္ဒ9ချက်လို့ဆိုတဲ့အာဆီယံထုတ်ပြန်ချက်9ရက်ကိုအာဆီယံဥက္ကဋ္ဌရဲ့ထုတ်ပြန်ချက် Chairman Statement နောက်ဆက်တွဲအနေနဲ့ထုတ်ပြန်ခဲ့ပါတယ်။အဆိုပါထုတ်ပြန်ချက်9ချက်ကတော့အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရန် immediate cessation of violence အပြုသဘောဆောင်သောဆွေးနွေးညှိနှိုင်းမှု constructive dialogue အာဆီယံအထူးကိုယ်စားလှယ်၏အကူအညီဖြင့်ဆောင်ရွက်ခြင်း special envoy facilitation လူသားချင်းစာနာမှုအကူအညီ humanitarian assistance အာဆီယံဥက္ကဋ္ဌ၏အထူးကိုယ်စားလှယ်မြန်မာနိုင်ငံသို့လာရောက်တွေ့ဆုံခြင်း envoy visit ဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။လေးစားအပ်ပါသောပြည်ထောင်စုလွှတ်တော်နိုင်ကကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာပထမဆုံးတင်ပြချင်တာကတော့ဒီအချက်၅ချက်ဟာတူညီဆန္ဒ၅ချက်လို့ဥက္ကဋ္ဌရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားတော်လေအာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးကိုမူကြမ်းကြိုတင်ချပြပြီးသဘောတူညီချက်ရယူပြီးမှထုတ်ပြန်ခဲ့တဲ့အာဆီယံရဲ့ထုတ်ပြန်ချက်မဟုတ်ပဲအာဆီယံဥက္ကဋ္ဌရဲ့ထုတ်ပြန်ချက်ရဲ့နောက်ဆက်တွဲအနေနဲ့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်မြန်မာနိုင်ငံအနေနဲ့လည်းဒီထုတ်ပြန်ချက်အပေါ်မှာမိမိနိုင်ငံရဲ့နိုင်ငံရေးယဉ်ကျေးမှုအာဆီယံရဲ့မူဝါဒများနဲ့အညီသာဆောင်ရွက်သွားမယ်လို့အတိပေးတုံ့ပြန်ခဲ့တာတွေ့ရပါတယ်။တာမန်အားဖြင့်ကြည့်မယ်ဆိုရင်ဒီအာဆီယံထုတ်ပြန်ချက်9ရက်ဟာမြန်မာနိုင်ငံရဲ့လက်နက်ကင်ပြည်ပခါတွေကိုဖြည့်ရှင်းပေးဖို့နဲ့ပြည်တွင်းငြိမ်းချမ်းရေးရရှိစေဖို့ဆိုတဲ့ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေနဲ့အကြံပြုခဲ့တာလို့ထင်မြင်ယူဆနိုင်တော်လည်းပဲအာဆီယံနိုင်ငံအချင်းချင်းရိုးသားမှုကိုအခြေခံပြီးကူညီရိုင်းပင်းလိုစိမ့်နဲ့ချင်းကပ်လာမှုမျိုးမဟုတ်ပဲအာဆီယံရဲ့ဗြိညင်စာတမ်းမှာအခြေခံမှုတွေနဲ့1986ခုနှစ်မှာလက်မှတ်ရေးထိုးခဲ့တဲ့အရှေ့တောင်အာရှချစ်ကြည်ရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးစာချုပ် Treaty on Amity and Cooperation in Southeast Asia TAC ပါအခြေခံမှုများဖြစ်တဲ့နိုင်ငံအလုံး၏လွတ်လပ်မှုအချုပ်အခြာအာဏာပိုင်မှုဒန်းတူရည်တူရှိမှုပိုင်တဲ့နေမြေနှင့်အမျိုးသားရေးလက္ခဏာများကိုအပြန်အလှန်လေးစားရမည်နိုင်ငံတိုင်းသည်ပြင်ပမှဆွတ်ဖက်မှုအပြတ်အမောက်ပြုလုပ်မှုနှင့်အကြက်ကင်ဖိအားပေးမှုများရှင်းလင်းလျက်မိမိနိုင်ငံ၏ဖြစ်တည်မှုကိုဥဆောင်နိုင်ခွင့်ရှိရမည်နိုင်ငံတနိုင်ငံ၏ပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်ခြင်းမပြုရဆိုတဲ့အချက်တွေနဲ့ကိုက်ညီမှုမရှိဘဲအာဆီယံရဲ့အခြေခံမူတွေနဲ့တွေ့ဖယ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်သုံးသက်တင်ပြရရင်ယခုချိန်ကဟာမြန်မာနိုင်ငံအနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နှင့်အညီရွေးကောက်ပွဲကျင်းပပြီးဖွဲ့စည်းထားတဲ့ရွေးကောက်ခံပြည်သူ့အစိုးရတရက်ပေါ်ထွန်းလာပြီးဖြစ်ပြီးအာဆီယံထုတ်ပြန်ချက်9ရက်အာဆီယံ5 point statement ဆိုတာဟာနိုင်ငံတော်ရဲ့လက်ရှိပကတိအခြေအနေနဲ့နှိုင်းယှဉ်ကြည့်ရင်ကန့်ညီမှုမရှိတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်အာဆီယံဟာအာဆီယံထုတ်ပြန်ချက်9ရက်ကိုအကောင့်တွေပေါ်ရမှာအနောက်နိုင်ငံအချို့ရဲ့ဖိအားပေးလမ်းညွှန်မှုများအတိုင်းဆောင်ရွက်နေတာဖြစ်လို့အာဆီယံ၏အချက်အချာကျမှုအာဆီယံ centrality အားနည်းသောပြီးအာဆီယံပြည်ညင်စာတမ်းကိုလိုသလိုပုံပေါ်အသုံးချနေတာကိုတွေ့ရပါတယ်။ဒါကြောင့်အာဆီယံထုတ်ပြန်ချက်9ရက်အပေါ်ပြန်လည်သုံးသပ်မှုများပြုလုပ်သွားရင်လိုအပ်ကြောင်းတင်ပြလိုပါတယ်။လေးစားအပ်ပါသောပြည်ထောင်စုလွှတ်တော်နိုင်ကကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်များခင်ဗျာဒေသတွင်းငြိမ်းချမ်းရေးလုံခြုံရေးတာယာဝပြောစေရေးတို့ကိုတိုးတက်စေရေးတန်ဋိဌာန်ချမှတ်ပြီးအာဆီယံပြည်ညင်စာတမ်းမှာနိုင်ငံတနိုင်ငံရဲ့လွတ်လပ်မှုအချုပ်အခြာအာဏာပိုင်ဆိုင်မှုဒန်းတူရည်တူရှိမှုနယ်မြေတည်တဲ့ခံမြဲမှုနဲ့အမျိုးသားရေးလက္ခဏာများကိုလေးစားလိုက်နာကြရန်စုပေါင်းတာဝန်ယူကြရန်နဲ့အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖက်ခြင်းမပြုရန်ပြဋ္ဌာန်းထားတော်လေအာဆီယံနိုင်ငံအချို့ကမြန်မာအစိုးရကိုအတိမတ်မပြုလိုတာကိုတွေ့ရှိရပါတယ်။ဒါ့အပြင်အာဆီယံအစည်းအဝေးတွေမှာလည်းတာဝန်ရှိတဲ့အစိုးရအဖွဲ့အကြီးအကဲတွေကိုဖိတ်ကြားခြင်းမရှိဘဲတက်ရောက်ခွင့်ပိတ်ပင်ထားခြင်းဟာအာဆီယံပြည်ညင်စာတမ်းမှာအခြေခံမူတစ်ခုဖြစ်တဲ့အခန်း1အပိုင်း1ပါအပိုက်ခွဲ2စာလုံးပြင်ပဝင်ရောက်ဆွတ်ဖက်မှုဖြက်လို့ဖြက်စီးပြုမှုနဲ့ဖိအားပေးမှုများကင်းရှင်းစွာဖြင့်အမျိုးသားရေးတည်ရှိမှုဆိုင်ရာအဖွဲ့ဝင်နိုင်ငံတိုင်းအခွင့်အရေးကိုလေးစားရေးဆိုတဲ့အချက်နဲ့အာဆီယံပြည်ညင်စာတမ်းအခန်း3အပိုက်5ပါအခွင့်အရေးနှင့်တာဝန်များနဲ့ပတ်သက်လို့အဖွဲ့ဝင်နိုင်ငံများသည့်ဤပြည်ညင်စာတမ်းအရတူညီသည့်အခွင့်အရေးနှင့်တာဝန်များရှိရပါမည်ဆိုတဲ့အချက်တွေကိုချိုးဖောက်ပြီးမြန်မာနိုင်ငံအပေါ်ဖိအားပေးခြင်းဒန်းတူရည်တူအခွင့်အရေးမပေးခြင်းစတဲ့ပြည်ညင်စာတမ်းနဲ့မကိုက်ညီတဲ့လှုပ်ဆောင်နေမှုများကိုတွေ့ရှိရပါတယ်